အရင်ဆုံးမေလေးတို့ကတချင်းကို recording မလုပ်ခင်မှာကိုထပ်ပြ story မှာအရင်ဆုံး key တွေညှိတယ်နောက်ပြီးပတ်တွေခွဲတယ်ဘယ်သူဘလို့ပေါ့ဘာလို့ဆိုမေလေးရေးထားတာဖြစ်တဲ့ကြောင့်မို့ကျန်တဲ့လူတွေအတွက်ကကြတော့ယောက်ျားလေးဆို key အနေမြင်နေကြတော့ main ကလေးတွေနဲ့မတူတာမျိုးတွေဖြစ်နိုင်တဲ့ကြောင့်မို့လို့ပြန်ညှိနေတာပေါ့နော်ဘယ်လိုမျိုးအဆင်ပိုပြေနိုင်လဲကိုထပ်ပြနဲ့ Steven က arrange မေလေးတို့လုပ်ပေးနေတာဖြစ်ပါတယ်အဲ့ဒါ brother မိုးစားတာ需要就是要来见面ပြန်ဆောင်ချနိုင်ခဲ့တဲ့မိုးသာကောင်းကြီးအောင်မှာVMC နဲ့ group sound အတွက်ရောက်မှာဖြစ်ပါတယ်အမှန်တော့ UT အချိန်ကိုအရင်ကတက်ပုံပြီးတော့နိုင်ဝက်စောထားတယ်ဒါပေမဲ့လည်းသူတို့နောက်ကျတာပါပဲတငယ်ချင်းတွေကတော့လာနေပါပြီလာမင်းကျော်လာမသိလာမင်းကျော်ကားလို့တော့တွေ့ရမယ်ဟုတ်လားရောက်ရောက်ကျိုးဒီကျန်ပါပြီဒီနေ့ကအတိုးမွေးနေတဲ့တိုးမွေးနဲ့ surprise လုပ်ဖို့အတွက်စီစဉ်ထားတယ်အဖွဲရလူတွေမွေးနေ့ကိတ်သွားဝင်နေတယ်ဒီနေ့က studio မှာ recording သွင်းမဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်မလို့ BMC ရဲ့ senior တွေနဲ့ featuring ဆိုပေမဲ့တင်ငယ်ချင်းတွေကိုမလေးက studio မှာအရင်စောင့်တာဖြစ်ပါတယ်ဘယ်လိုပုံစံလေးလာမလဲဆိုတာတော့ပိတာထမစောင့်နေကြည့်ရှုပါအဲ့ဒါနဲ့ရပါအဲ့ဒါရအတိုးအိမ်ပြန်ယူသွားမှစိုးရတယ်အိတ်ထုတ်တယ်တခါတလေမှနေစားပါတခါလေမှနေစားမှာ bridge လားမရဘူးဟိုဒီကောင်ချာလောက်ပါလေညာဒါကတကယ်များအဲ့လိုလေးတော့လုပ်နေပါအဲ့လိုနည်းနည်းပြပြောင်းဟိုလေတမက်ကြရပါလေနည်းနည်းပြပြောင်းလိုက်ရပြီပါဟုတ်ပြောနေတယ်ရအဲ့ဒါတရပါဒါပဲရ arrangement ပြီးသွားပြီ Okayအော်ရတယ်easy လောက်တော့ကောင်းနောက်တစ်ခါပဲ现在能过特别搞拉对不搞呢啊对搞拉了也没ရှိုံလေရပြီမဒီနာမင်းလေးဒီကတော့မင်းလေးအမေနဲ့နင်းဗီဒီယိုငါကြောက်လို့ဟုတ်ပါဘူးအဲ့ဒါလောက်ပြီးတော့တင်မလို့ပါခဲ့ဟောရနော်အဲ့မရိုးတော့ဘူးဟုတ်တယ်ဒီတိုင်းပြန်သွားတာပြဿနာအဲ့ဒါမေလေးတို့ဒီနေရတယ်လားလောက်ကြည့်လိုက်မေလေးမလေးဒီတချင်းကိုရေးတဲ့ချိန်မှာtrend out လိုက်မယ်သူကြိုက်များပါစေအဲ့လို feeling နဲ့မဟုတ်ဘဲနဲ့ပြီးနားထောင်နေတဲ့ချိန်မှာကိုရလာတဲ့မှုတစ်ခုနဲ့ရေးထားတယ်ပြီးတော့ senior တွေနဲ့တငယ်ချင်းတွေကိုမလေးကိုဒီချင်း featuring ဆိုပြီးပါလားဆိုတော့တို့တွေအကုန်လုံးကလက်ခံပြီးတော့အကူအညီပေးတယ်အဲ့တော့အရင်ကျေးဇူးတင်ပါတယ်တခုဆိုရင်တော့ဗောနော်ကိုရေးပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တော့ကီးမကိုင်းပါတွေစာသားတွေမကြိုက်တာရှိလားအဲ့လို maybe မကြိုက်တာရှိရင်ပြင်လို့ရတယ်ပြောရမယ်တယောက်မှမပြင်ခဲ့ကြဘူးအကုန်လုံးကမလေးရဲ့စာသားတွေအတိုင်းပဲအကုန်လုံးလိုက်ဆိုပေးကြတယ်နောက်တစ်ခုကကြတော့ကီးနဲ့နဲ့ပပညှိရတာမျိုးတွေရှိတယ်ဗီဒီယိုပိုင်းကိုဗောနော်တေချာလုတ်ပေးတဲ့ Steven ကိုလည်းကျေးဇူးတင်တယ်နောက်တစ်ခုကကိုထပ်ပြမင်းစင်ကိုလည်းတေချာလေးလုတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပြီးတော့နောက်ဆုံးအနေနဲ့ပြောရရင်တော့ featuring ဆိုပြီးတဲ့တငယ်ချင်းတွေအကုန်လုံးကျေးဇူးတင်ပါတယ်